ရှင်းရင်ဒီညဒီမှာရှိနေတာကငါ့ကိုတကယ်ပဲစိတ်မသက်မသာဖြစ်စေတယ်ဖြူစားမင်းနဲ့မစ္စတာချလို့တောင်သူ့အိတ်ခမ်းထဲကိုတခါမှမရောက်ဘူးကြဘူးဒါပေမဲ့ဒီနေ့ကျမှသူစကားတောင်တိတ်မပြောဘူးတဲ့မိန်းကလေးတယောက်ကိုအထဲပေးဝင်လိုက်တယ်ရှင်းရင်တခုခုပြောပါဦးနင်လည်းထွက်သွားတင်တယ်ငါတိသားပဲနင်သူ့ကိုစိတ်ဝင်စားနေတာမလားငါကနင်ရီစားလေနင်ဘလို့ဖြစ်လို့ဒီလောက်တောင်ပွေရှုံနိုင်ရတာလဲဒါကငါ့အပေါ်မတရားဘူးမလားငါကအမြဲတမ်းပွေရှုံတဲ့ကောင်ပါနင်ကအခုမှသိတာလားဝေါသူကတော့လူရုပ်မှတယောက်လိုပြောင်ကြကြပြုမှုနေတာပဲနင်သီးခံနိုင်ရင်လည်းနေမခံနိုင်ရင်လမ်းခွဲလိုက်အရင်ကငါနောက်လိုက်ခဲ့တဲ့ယောက်ျားတိုင်းကငါ့ကိုမင်းသမီးလေးတစ်ပါးလိုဆက်ဆံပြီးပျော်အောင်ထားခဲ့ကြတာနင့်လိုပြုမှုတဲ့သူတယောက်မှမရှိဘူးညစာစားဖို့မမေ့နဲ့ဦးကိုအငတ်မခံနဲ့မနှက်ဖြန်ငါနင့်စီပြန်လာခဲ့မယ်လူတွေအားလုံးထွက်သွားပြီးတဲ့နောက်ဇင်းညံကရှောက်လာပြီးအိတ်ခမ်းတကားကိုဖွင့်လိုက်တဲ့အခါဇင်းတော်တယောက်ငင်းငိုင်ပြီးရက်နေတာကိုတွေးလိုက်ရတယ်နင်ဘာလို့ဒီတိုင်းရက်နေတာလဲဘာမှမဟုတ်ပါဘူးငါကဒီတိုင်းရက်နေရတာကြိုက်လို့ပါငါကအဲ့လောက်တောင်ကြောက်ဖို့ကောင်းလို့လားမဟုတ်ပါဘူးလုံးဝမကြောက်ဖို့မကောင်းပါဘူးဒါဆိုဘာလို့ငါ့ကိုမကြည့်တာလဲအတန်းဖော်ချင်းစကားပြောတဲ့အခါတယောက်မျက်လုံးတယောက်မကြည့်တာကတော်တော်ရိုင်းရကြတယ်နင်တို့လိုចောင်းသားကောင်းတွေကဒါကိုမသိဘူးလားမောကြီးမဟုတ်ရင်ဒီညနေပြန်ရမှာမဟုတ်ဘူးစင်ဝန်ကလမ်းဖြတ်ပြီးအလိုလျောက်မောကြီးလိုက်မိတယ်သူမရဲ့နှက်မောင်နဲ့မျက်ဝန်းတွေကကြည်လင်တောက်ပနေတယ်စင်ញင်ရဲ့နှလုံးခုန်တန်းတည်င်းခွဲတန့်သွားပြီးသူ့မေးရိုးတွေတင်းမာသွားကစကားတခုမှမပြောနိုင်ဖြစ်သွားတယ်စင်ဝန်ကသူ့ကိုတစ်ချက်ပဲလှမ်းကြည့်လိုက်ရပေမဲ့ပြင်းထန်တဲ့ဖိအားကိုခံစားလိုက်ရတယ်ငါအတန်းဖော်ပဲမှာလဲမရှိတော့ဘူးသူထွက်သွားပြီးအဲ့ဒါကိုကြားတော့သူမကဧခန်းစီကိုအမြန်လျှောက်သွားတယ်တကယ်ပဲအထဲမှာဘယ်သူမှမရှိတော့ဘူးစင်ញင်ကသူမနောက်ကိုအေးလူလိုက်လာခဲ့တယ်သူဘာမှမပြောပဲသူမကိုပဲစိုက်ကြည့်နေခဲ့တယ်ချင်းဝမ်းကစိတ်လှုပ်ရှားစွာနဲ့သူမအင်ကြီးအနာစကိုစုပ်ကင်ထားမိတယ်သူမကတိကျင်စိတ်နဲ့နင်ကအတန်းဖော်နဲ့ဘာကိန်းကစားခဲ့တာလဲလို့မေးလိုက်တယ်မပြောပြနိုင်ဘူးကောင်းပြီလေငယ်ရွယ်တဲ့စင်ញင်ကမာနာကြီးပြီးအရင်ဆိုင်ဆန်နဲ့သူစကားမပြောချင်ရင်ငါသူ့စီကဘာမှသိရမှာမဟုတ်ဘူးဒါဆိုမနှက်ဖြန်ကြောင်းတက်မှာလားငါကဘာလို့သွားရမှာလဲငါတို့ကចောင်းသားတွေလေးဒါကြောင့်စာကြိုးစားပြီးနေတိုင်းတိုးတက်အောင်လုပ်ရမယ်အဲ့ဒါကနင့်လိုចောင်းသားကောင်းတွေအတွက်ပါငါတို့ကចောင်းသားဆိုးတွေလေးသိပြီလားအတန်းဖော်မလေးចောင်းသားဆိုးတွေရဲ့ပထမဆုံးစီကံကိုနင်သိလားမသိဘူးအဲ့လိုပြောပြီးတဲ့နောက်စင်းရင်ကသူမကိုစိုက်ကြည့်နေတော့မယ်ဆိုတာသတိထားမိလို့သူမကနောက်ထပ်တစ်ခွန်းထပ်မိလိုက်တယ်ဘာစီကံလဲចောင်းသားဆိုးတွေရဲ့နံပါတ်1စီကံကတော့အတန်းပြေးရမှာပေါ့တကယ်တော့သူကအပိုးတွေလျှောက်ပြောနေတာပါစင်းဝန်ကသူ့ကိုစကားမရှိစွန့်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်အဲ့ဒီအကြည့်ထဲမှာမိန်းကလေးပြိုတယောက်ရဲ့နူးညံ့သိမ်မှုရဲ့ခံစားချက်တွေပါဝင်နေပြီးចောင်းပေါက်လေးတစ်ကောင်ရဲ့လက်သေးနဲ့စင်းရင်ရဲ့နှလုံးသားကိုကုတ်ချစ်နေတယ်လို့ပါပဲစင်းရင်ကသူမအနာကိုတိုးသွားပြီးအနှဲငယ်ကိုင်းညွတ်လိုက်တယ်သူဖုံးကွယ်လို့မရတဲ့စိတ်လှုပ်ရှားမှုတွေနဲ့အတူအတန်းဖော်မလေးနင်ကငါ့ကိုတကယ်ပဲကြောက်တက်စေချင်တာလားရှင်းဝန်ကခေါင်းငိမ့်ပြလိုက်တယ်ဘာလဲနင်ငါ့ကိုလာပိုးနေတာလားသူမမျက်နှာကချက်ချင်းပဲရဲတက်သွားတယ်သူမနောက်ဆုတ်လိုက်ပြီးငါအိမ်ပြန်ရမယ်လို့ပြတလဲပြောလိုက်တယ်အဲ့လိုပြောပြီးသူမလှည့်ထွက်ဖို့လုပ်ပေမဲ့ချင်းရင်ကသူမရဲ့လက်ကောက်ဝတ်ကိုလှမ်းဖမ်းလိုက်တယ်မိန်းကလေးရဲ့နူးညံ့ပြီးနှွေးထွေးတဲ့အသားရည်ကိုခံစားလိုက်ရတာကြောင့်သူခုနကမှထိန်းချုပ်ထားတဲ့ယာကစိတ်တွေကပြန်လဲထက်တန်လာခဲ့တယ်ရှင်းဝင်ယုံလို့မလွတ်နိုင်ခဲ့ဘူးစီနီယာနင်ဘာလုပ်တာလဲငါနင့်ကိုအိမ်ပြန်ပို့မလို့ပါဘူးငါဘတ်စကားနဲ့ပြန်မယ်သူမဘဝနှစ်ခုစာရှင်တန်ခဲ့ဘူးပေမဲ့စိတ်ပိုင်းဆိုင်ရာအသက်အရွယ်ကတော့အသက်20ကျော်စောပိုင်းပဲရှိသေးတာကြောင့်ဒီလိုအေးဆက်ပြီးဆောင်းမြောင်းနိုင်တဲ့စီနီယာကောင်လေးကိုသူမမရင်ဆိုင်နိုင်သေးပါဘူးအတိတ်ဘဝတုန်းကသူတို့3နှစ်ကြာအတူရှိခဲ့စဉ်မှာသူ့ရဲ့ခံစားချက်တွေကအမြဲတမ်းထိန်းချုပ်ချုပ်တဲမှုရှိပြီးနှက်ဆိုင်ခဲ့တာမို့အခုလိုငယ်ရွယ်စဉ်ကပြင်းပြတဲ့စိတ်ဆန္ဒမျိုးနဲ့လုံးဝမတူပါဘူးအဲ့ဒီလိုပြင်းရှားတဲ့အကြည့်အောက်မှာအရန်ရဲရင်ပြီးဆွဲမှတ်ဖို့ကောင်းလွန်းတာကြောင့်ရှင်ဝင်းရဲ့ခြေထောက်တွေတုံလာတော့အားနဲ့မတက်ဖြစ်သွားရတယ်ငါ့ကိုမလွတ်ဘူးဘဲချိန်ရှိပြီလဲကြည်ဦးဘတ်စကားတွေမပြေးဆွဲတော့တာကြပြီးငါလိုက်ဖို့မယ်သူကစင်ဝင်ကိုညင်းပယ်ခွင့်မပေးခဲ့ပါဘူးသူမကိုဆွဲခေါ်သွားပြီးတော့ကိုယူဆိုင်ကယ်အုပ်ထုပ်ကိုသူမလက်ထဲထိုးထည့်ပေးကနှစ်ယောက်သားအောက်ထပ်ကိုဆင်းခဲ့ကြတယ်စင်ဝန်ကိုခဏဆောင်ခိုင်းလိုက်တယ်ခဏအကြာမှာတော့ဆိုင်ကယ်ရှိမိအလင်းရောင်ရောက်ရှိလာပြီးအင်ဂျင်တန်ဟိန်းကနေထွက်ပေါ်လာတယ်စင်ဝန်လှမ်းကြည့်လိုက်တော့နောင်မောင်ချင်းထဲကနေဆိုင်ကယ်စီးထွက်လာပြီးသူမဘေးမှာဖြည်းဖြည်းချင်းရက်လိုက်တာကိုတွေ့ရတယ်တဲ့အဲ့ဒီအချိန်မှာပဲစင်ဝန်ရဲ့ဖုန်းမြည်လာတယ်စင်ញင်ကအင်ဂျင်ကိုအေးအေးဆေးဆေးပဲတက်လိုက်တာကြောင့်ဆိုင်ကယ်တန်ပြောက်ကွယ်သွားတယ်အရာအားလုံးတိတ်ဆိတ်သွားပြီးသူကဖုန်းဖြေဖို့မေးစေးလေးပင်းပြလိုက်တယ်ဝမ်အခု8နာရီကျော်နေပြီနေအခုဘယ်မှာလဲဖုန်းခေါ်ဆိုသူကရှော့ရှိဝန်ဖြစ်ပြီးသူမရဲ့အတန်ကဖုန်းစပီကာကနေကျေလောင်စွာထွက်ပေါ်လာတယ်ဒီနေ့စင်းရင်ကိုရှာဖို့မညူနဲ့မသွားခင်မှာစင်ဝန်ကရှော့ရှိဝန်စီဖုန်းဆက်ခဲ့တာဖြစ်ပါတယ်သူမကဝန်ခါရောက်နဲ့အတူအပြင်မှာမုံစားဈေးဝယ်နေတယ်လို့လိန်ညာခဲ့တာပါလူတယောက်ကမုံသားတစ်ခွန်းလိန်ညာပြီးရင်နောက်ထပ်လိန်ညာမှုတစ်ခုနဲ့ထပ်ပြီးဖုန်းကွယ်ရစမြဲပါပဲ